မြော်ကြီးရွာဦးဗျာသေးရီရှိသည်လင်းကျက်ရဲ့တွန်တမ်းမြေစွန်းတော်ချက်ရင်ထားချိန်တမ်းမြေရွာဦးကြောင်းကတုံးမောင်းခေါလူမြစ်တာပို့တယ်အရွာလုံးဟိညကိုတော်ပြိုးဘုံတို့ထားစီတနာမဘုရားပန်းရေချမ်းကလူတန်းစီမီထုံးကပူဇော်ပြန်ဘုန်းကြီးကြောင့်ကိုစွန်းတော်အမိကိုရအရှိစီလမ်းမြော်ကြီးရွာဦးဗျာသေးရီရှိသည်လင်းကျက်ရဲ့တွန်တမ်းမြေစွန်းတော်ချက်ရင်ထားချိန်တမ်းမြေရွာဦးကြောင်းကတုံးမောင်းခေါလူမြစ်တာပို့တယ်အရွာလုံးဟိညကိုတော်ပြိုးဘုံတို့ထားစီတနာမဘုရားပန်းရေချမ်းကလူတန်းစီမီထုံးကပူဇော်ပြန်ဘုန်းကြီးကြောင့်ကိုစွန်းတော်အမိကိုရစေတနာတရားလေးစားထိုက်တဲ့ချီလက်တို့တော်ညာလေယာမြေဆိုင်ရသဘာတိနံများလဲထွက်တိုးဖို့ရာအာယုံအချိန်ကကောင်းမှုဒါနအမြဝေလို့သာလူငယ်တွေမောင်မဲများကုသိုလ်ရေးလေးစားကြတာနက်နက်ခင်းအချိန်ကလဲရတဲ့စင်ကြပြန်နေတာဘုရားပန်းရေချမ်းကလူတန်းလို့ွယ်စီမီထုံးကပူဇော်ပြန်ဘုန်းကြီးကြောင့်ကိုစွန်းတော်အမိပို့ရဲ့အရှိစီလမ်းမြော်ကြီးရွာဦးဗျာသေးရီရှိသည်လင်းကျက်ရဲ့တွန်တမ်းမြေစွန်းတော်ချက်ရင်ထားချိန်တမ်းမြေရွာဦးကြောင်းကတုံးမောင်းခေါလူမြစ်တာပို့တယ်အရွာလုံးဟိညကိုတော်ပြိုးဘုံတို့ထားစီတနာမဘုရားပန်းရေချမ်းကလူတန်းစီမီထုံးကပူဇော်ပြန်ဘုန်းကြီးကြောင့်ကိုစွန်းတော်အမိကိုရစေတနာတရားလေးစားထိုက်တဲ့ချီလက်တို့တော်ညာလေယာမြေဆိုင်ရသဘာတိနံများလဲထွက်တိုးဖို့ရာအာယုံအချိန်ကကောင်းမှုဒါနအမြဝေလို့သာလူငယ်တွေမောင်မဲများကုသိုလ်ရေးလေးစားကြတာနက်နက်ခင်းအချိန်ကလဲရတဲ့စင်ကြပြန်နေတာဘုရားပန်းရေချမ်းကလူတန်းလို့ွယ်စီမီထုံးကပူဇော်ပြန်ဘုန်းကြီးကြောင့်ကိုစွန်းတော်အမိပို့ရဲ့